ကဲအားလုံးပဲမင်္ဂလာပါနော်ရမ်းမဲဝမ်းသာမိတယ်ပေါ့နော်တခုမမတွေဆိုဒါအဖွေတွေကမမတွေနော်ဒီနေ့မနေ့ပေါ့နော်အစိုးကြီးပဲရှိသေးတယ်ပေါ့နော်ဒီမှာကြည့်လိုက်900ကျော်ရနေပြီပေါ့နော်ကိုတွေလည်းအခုဆိုအရင်လိုက်ပြီးတော့ရအောင်စူးစမ်းနေတယ်ပေါ့နော်ဒီမမတွေလို့ပေါ့နော်ရကျင်တယ်ပေါ့နော်ကိုတွေလည်းပေါ့နော်ရန်ဝမ်းသာတယ်ပေါ့နော်သူတို့လိုပဲထပ်တူဝမ်းသာမိတယ်ပေါ့နော်အခုလက်ရှိထိုင်းမှာနေတယ်လို့ပေါ့နော်အလုတ်တစ်ဖက်နဲ့ဝင်ငွေရအပူဝင်ငွေရကျင်တယ်ဆိုလို့ရှိရင်ပေါ့နော်TikTok ပရိုပိုင်းအောက်မှာ Facebook link လေးချထားတယ်เนาะအကောက်အပ်လာပြီးတော့ဗောနော်လာမေးလို့လည်းရတယ်ဗောနော်အခမဲ့အကောက်တွေလည်းဖွင့်ပေးတယ်ဗောနော်အခမဲ့လေ့လာတဲ့အဖွဲ့တွေထဲမှာလည်းကျမတို့ထည့်ပေးတယ်ဗောနော်ဒီဘက်ကအကိုဆိုရင်လည်းကြီးလိုက်နော်ဒီဘက်ကအကိုဆိုအသက်40ကျော်နေဗောနော်စိတ်ယုံတစ်ဖက်နဲ့သူဆိုရင်ရွှေတွေဝယ်နိုင်ဗောနော်ညီမတို့အဖွေသားတွေကအကိုတွေဗောနော်အခုလိုအပူတွေအမတွေရနေတော့အရန်ဝမ်းသာမိတယ်ကိုတွေလည်းလိုချင်တယ်ပေါ့နော်အဲအကြောင်းကိုတွေလည်းအခုဆိုရင်စူးစမ်းနေတယ်ပေါ့နော်ညီမတို့ကတော့အခုမှစလုပ်တယ်လို့ဆိုတော့နည်းနည်းလေးတော့ပေါ့နော်ကိုကလိုက်စူးစမ်းရမယ်ပေါ့နော်အဲ့လိုအခုလိုလှုပ်ချင်နေဆိုရင်ပေါ့နော်ထိုင်းမှာရှိတဲ့အသက်ကြီးတဲ့လူတွေရောမဖိုက်ကလေးတွေရောကလေးမမေတွေရောလှုပ်ချင်နေဆိုလို့ရှိရင်ပေါ့နော်ဒီမှာ Facebook TikTok ပရိုဖိုင်အောင်မှာ Facebook link ချထားပေးထားတယ်ပေါ့နော်မေးမြန်းလို့ရတဲ့ TikTok chat box ကနေလည်းလာမေးလို့ရတယ်ပေါ့နော်သိချင်တာတွေရှိရင်လို့နော်လှုပ်ချင်တဲ့ဆိုရင်ပေါ့နော်ကိုလိုစူးစမ်းချင်တဲ့ဆိုရင်လာပြီးတော့မေးမြန်းလို့ရအလုပ်တစ်ဖက်နဲ့ပေါ့နော်အလုပ်ကိုရဲ့လက်ရှိအလုပ်ကနေလည်းထွက်เสียရမလို့အချိန်ဆိုလည်းအများကြီးပေးเสียရမလို့ပေါ့နော်တနားရီ2နာရီထွက်တနားရီ2နာရီလေးချိန်ပေးပြီးလုပ်ရုံနဲ့ပေါ့နော်အခုလိုဝင်ငွေတွေပေါ့နော်ရတယ်ပေါ့နော်အဲ့တော့လှုပ်ချင်တဲ့သူရှိလို့ရှိရင်ပေါ့နော် TikTokဘယ်လိုဘိုင်းအောင်မှာ Facebook link လေးချထားတယ်ပေါ့နော်အဲ့တော့မေးလို့လည်းရပါတယ်အကောက်အပ်ပြီးတော့လာမေးလို့လည်းရတယ်စမ်းလို့လည်းရအရန်နဲ့မှကိုတွေကတော့ထပ်တူဝမ်းသာမိတယ်ပေါ့နော်အမတွေအကိုတွေအတွက်ဆိုပေါ့နော်ကိုရဲ့အဖွယ်သားအမဆိုမိုးလင်းတာနဲ့ပတ်ဆက်ဝန်းနေပြီပေါ့နော်ကိုတွေကတော့လက်ရှိမှာစူးစမ်းနေတော့ပေါ့နော်ကိုတွေလည်းအဲ့အမတွေလိုပဲလိုက်ပြီးရအောင်စူးစမ်းပါမယ်လှုပ်ချင်တဲ့သူရှိရင်လာမေးလို့ရတယ်เนาะဆက်သွယ်လာလို့ရပါတယ်ရှင်